ကျွန်တော်မင်းညိုပါခင်ဗျာကျွန်တော်ဒီနေ့ပြောပြမယ့်အပီဆုပ်ကခစ်စနစ်နဲ့လူများဆိုတဲ့ပီဆုပ်ကောင်းတဲ့အောက်မှာအပီဆုပ်နံပါတ်3အနေနဲ့ပြောပြသွားဖို့စီစဉ်ထားပါတယ်အဲ့ဒီအပီဆုပ်ရဲ့ခေါင်းစဉ်အနေနဲ့ကျွန်တော်ကတောင်ဦးပွဲသို့မဟုတ်ကိုင်းဆိုင်ပွဲဆိုတဲ့နာမည်လေးပေးထားတယ်ပေါ့နော်တောင်ဦးပွဲဆိုတာဘာလဲကိုင်းဆိုင်ပွဲဆိုတာဘာလဲဆိုတာလေးကိုကျွန်တော်အခုဇက်လန်းမှာအစအဆုံးပြောသွားဖို့စဉ်းစားထားပါတယ်အခုပြောပြမယ့်ဇက်လန်းမျိုးတွေကမြစ်တေချောင်းတွေရှိတဲ့နေရာတွေမှာဖြစ်တဲ့အလေးထားဇက်လန်းမျိုးတွေပေါ့နော်အဓိကတော့တောင်ဦးပွဲကိုင်းဆိုင်ပွဲကိုဘာလို့ပြောပြခြင်းတယ်လဲဆိုတာကလည်းအခုလိုခစ်ပြတ်တဲ့အချိန်ကြီးထဲမှာလူတွေနေ့စဉ်ပင်ပန်းဆင်းရဲစွာနဲ့ရုန်းကန်စားတောက်နေရတာအနိဋ္ဌာယုံတွေကြားနေရတာတွေနေ့စဉ်နေ့တိုင်းသတင်းစာတွေ channel တွေ Facebook တွေလူမှုကွန်ရက်တွေမှာတိုက်ပွဲတွေတပ်ပွဲတွေမီးရှို့ပွဲတွေဘုံကျဲတဲ့အနိဋ္ဌာယုံတွေကိုနေ့စဉ်လူတွေကကြုံတွေ့ပြီးတော့ဘဝအမောတွေနဲ့ပေါ့နော်မိုးလင်းတာနေမိုးချုပ်တဲ့အထိအိတ်တဲ့အထိကို Facebook လေးကြည့်ရင်သတင်းတွေနားထောင်ရင်းနဲ့ရင်မောစရာတွေပေါ့နော်ငါတို့ဘက်ကိုဘယ်တော့ရောက်လာမလဲငါတို့ရောကြုံရနိုင်လားဆိုတဲ့အနိဋ္ဌာယုံတွေကြားမှာရင်မောစွာနဲ့နေ့စဉ်ဖြတ်သန်းနေရတဲ့မိတ်ဆွေတို့ခိတခတအပန်းပြေပါစေဆိုပြီးရည်ရွယ်ပြီးတော့ဒီရသဆန်ဆန်တုဒ္ဒဆောင်းပါးလေးကိုပြောပြဖို့ရည်ရွယ်လိုက်တာပေါ့နော်ဒီလိုဇလန်းမျိုးတွေအဲ့မြေချောင်းတွေရှိတဲ့ဒေသတခြားဒေသတွေမှာလည်းဖြစ်လေဖြစ်တာရှိပါတယ်အခေါ်အဝေါ်တွေမတူတာလည်းပါမယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်တို့ဒေသမှာတော့တောင်လူပွဲလို့လည်းခေါ်တယ်မြေနူကျွန်းလူပွဲလို့လည်းခေါ်ကြတယ်ပေါ့နော်အဲ့ဒီတစ်ခုကအကြောင်းကတော့ခေါင်းစဉ်ကတော့အတူတူပဲပေါ့နော်အခေါ်အဝေါ်သာတနေရာနဲ့တနေရာကွဲတယ်လို့ပြောလို့ရမယ်ပေါ့နော်အဲ့တော့အဲ့မြေနူကျွန်းဘာလို့လူလဲတောင်ဘာလို့လူကြတယ်လဲဆိုတဲ့ဟာနဲ့ဆက်ပြီးတော့ကိုင်းဆိုင်ပွဲဆိုတဲ့ဟာလေးကဘာလဲဆိုတဲ့ဟာကိုဒီပေါ့ကတ်မှာအစဆုံးပြောပြတော့ဖို့စီစဉ်ထားပါတယ်အဲ့ဒါကလည်းမိတ်ဆွေတို့ကတော့မြေနူကျွန်းလူပွဲဆိုတဲ့စကားလုံးကိုတော့စာဖတ်သူတွေတော်တော်များသိကြကြားဘူးကြမှာပါဘာလို့လဲဆိုတော့ဦးသိန်းသိန်းဆိုကလက်ထက်တစ်လျှောက်လုံး NLD ဆိုကခေတ်တစ်လျှောက်လုံးမှာမြေနူကျွန်းလူပွဲတွေနေရာနှံ့ပြားမှာဖြစ်ခဲ့တဲ့ဟာတွေကိုသတင်းစာဂျာနယ်တွေမှာ TV တွေမှာမကြာခဏတွေ့ကြရမှာပါအဓိကတော့မကွေးတိုင်းနဲ့ပဲခူးတိုင်းတွေမှာအများဆုံးတွေ့ရတယ်ပေါ့နော်မြေနူကျွန်းလူပွဲတွေမြေနူကျွန်းလူပွဲဖြစ်ပြီးဆိုရင်အနေသုံးစင်ကလူသိရှင်ကြားဖြစ်လာပြီးဆိုအနေသုံးစင်ဓားခုတ်မှုတွေလူတက်မှုတွေရွာလုံးကျွတ်ဟိုဘက်ရွာနဲ့ဒီဘက်ရွာနဲ့တိုက်ခိုက်မှုတွေဒါမျိုးတွေပဲကြားခဲ့ရမှာပေါ့နော်အဲ့တော့ဒီကျွန်းကိုဒီမြေနူကျွန်းကိုသူပိုင်တယ်ငါပိုင်တယ်ဆိုပြီးတော့လူရင်းနဲ့သူလှုပ်ရှားပိုင်ခွင့်ရှိတယ်ငါလှုပ်ရှားပိုင်ခွင့်ရှိတယ်ဆိုပြီးတော့လူရင်းနဲ့ဓာတ်ခုတ်ပွဲတွေမကြာခဏဖြစ်ရတာပေါ့နော်အဲ့တော့အဲ့ဒီဓာတ်ခုတ်ပွဲတွေမကြာခဏဖြစ်ရတာနဲ့အဲ့မြေနူကျွန်းလူတဲ့ကိစ္စတွေကိုကျွန်တော်မကြာခဏသတင်းသွားရရတယ်ပေါ့နော်သတင်းသွားရတဲ့တော့အဲ့ဇလိုင်းတော်တော်များကိုကျွန်တော်လည်းသိနေတာအခုပြန်ပြီးတော့မိတ်ဆွေတို့လည်းသိပါစေဆိုပြီးတော့ sharing လုပ်တဲ့သဘောပေါ့လူတွေဘာလို့အဲ့မြေနူကျွန်းကိုလူကြလဲဆိုမြေနူကျွန်းကမြေစီမြေနဲ့အရန်ကောင်းတယ်စိုက်ပျိုးလို့အရန်ကောင်းတယ်အခုလိုမြေရောစာဈေးကြီးနေတဲ့ခေတ်မှာဆိုရင်တော့ပို့ပြီးတော့သူတို့မက်မောကြမယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီမြေနူကျွန်းကကျွန်တော်တို့လူတိုင်းကြားဘူးပါတယ်နှုံးတင်မြေနုဆိုတာအဲ့လိုနှုံးတွေတဖြည်းဖြည်းနဲ့တင်ရင်းကနေပေါ်လာတဲ့ကျွန်းကိုမြေနူကျွန်းလို့ခေါ်တယ်မြေစီမြေနဲ့အစ်စ်တွေပေါ့နော်သူကမှုန်နေတာတော်တန်ဒီမြေရောစာထည့်စရာလည်းမလိုဘူးပေါ့နော်သူကိုယ်တိုင်ကမြေစီမြေနဲ့အစ်စ်တွေဖြစ်တာ哦တဘာဝပေးတဲ့စိုက်ပျိုးမြေစစ်လို့လည်းပြောလို့ရတယ်မြစ်ရည်ထဲမှာတည်ဆောင်လာတဲ့နှုံးတွေကတဖြည်းဖြည်းနဲ့တနေရာမှာအနေထိုင်ပြီးတော့မြေကြီးဖြစ်ကိုခြောက်ပြီးပြောင်းလဲသွားတဲ့အတွက်ဒီကောင်ကနှုံးတင်မြေနုဆိုပြီးတော့တဘာဝပေးတဲ့မြေရောစာစစ်အဲ့တော့နုဖတ်ပြီးတော့နုညံ့တဲ့အတွက်ကိုဒီဟာမှာစိုက်ပျိုးဖို့အတွက်ကိုကြီးမားထည့်ထိုးစရာမလိုဘူးအဲ့တော့ထည့်ထိုးစရာမလိုတဲ့အတွက်ကိုစက်ရန်တရားတွေထွန်စက်တွေသုံးစရာမလိုဘူးထွန်စက်တွေရန်တရားတွေသုံးစရာမလိုတဲ့အတွက်ကိုအခုလိုကာလမျိုးမှာစီဈေးကြီးတဲ့တောင်သူတွေအတွက်အရန်အဆင်ပြေတယ်နံပါတ်1မြေဩဇာမသုံးပါဘူးနံပါတ်2လောင်စာစီဖို့မကုန်ဘူးနံပါတ်3ရေမပူပါဘူးသူ့ရဲ့သဘောတဘာဝအရာနှုံးတင်မြေနုကအဆူဓာတ်ကအမြဲတမ်းအောက်မှာရှိတဲ့အတွက်ကိုရေမလိုဘူးမြစ်ရေနဲ့ချောင်းရေနဲ့တစ်ဆက်တည်းကက်ရက်မှာဖြစ်တဲ့အတွက်ကိုအောက်မှာအဆူဓာတ်ကအမြဲရှိတယ်အဲ့တော့ရေအတွက်မပူပါဘူးရေမလောင်အောင်ရေဘိုးမကုန်ပါဘူးရေအတွက်အင်အားဆိုင်မထုတ်ပါဘူးအဲ့တော့တောင်သူတွေအရန်ကြိုက်တာပေါ့
ပြီးတော့စိုက်ပျိုးထွက်လာတဲ့ဟာက organic သီးနှံဒီပါလောက်ဖြစ်တဲ့အတွက်ကိုစားသုံးသူအတွက်ကလည်းအာဟာရဖြစ်တယ်တဘာဝမြေဩဇာမှာထွက်တဲ့အသီးနှံတွေပုံသဏ္ဍာန်မျိုးပေါ့နော်အဲ့တော့တောင်သူတွေအရင်ကြိုက်တယ်အဲ့တော့အရင်ကြိုက်တော့အသစ်ပေါ်လာတဲ့မြေနုကျွန်းလူကြတာသူပိုင်တယ်ငါပိုင်တယ်ဆိုပြီးတော့မြေနုကျွန်းလူပွဲတွေဖြစ်တယ်ဒီအကြောင်းကိုကျွန်တော်ပြောပြချင်တာဒီအကြောင်းကိုပြောပြရင်းနဲ့ပါအသစ်ပေါ်ထွန်းလာတဲ့တောင်ကိုစိုက်ပျိုးမြေထွက်ကိုအဖြစ်ဘယ်လိုလူကလှုပ်ယူကြသလဲဆိုတဲ့အစဉ်စဉ်အကြောင်းအရာလေးတွေပြောသွားမှာပေါ့နော်တဘာဝကတော့သူ့ဟာသူဖြစ်ထွန်းလာတဲ့တောင်ကနေမြေနုကျွန်းဖြစ်ကိုတော့ပြောင်းလဲပြီးတယ်ဒါပေမဲ့အချိန်ကာလအားဖြင့်စောင့်ရတဲ့သဘောရှိတယ်ချက်ချင်းပေါ်လာတဲ့တောင်မှာမြေနုကျွန်းဆိုပြီးသွားဆိုင်လို့မရဘူးအသစ်ဖြစ်လာတဲ့တောင်ကသဲတောင်ကြီးဖြစ်တယ်သဲတောင်ဆိုတော့သဲမြေတက်တက်ကစိုက်ပျိုးလို့မရဘူးဒါပေမဲ့တဘာဝတရားကြီးကအဲ့တောင်ကလာမယ့်နှစ်ကျရင်တစ်ခါထပ်ပြီးတော့ရေမြုပ်မယ်ရေမြုပ်ပြီးတော့အဲ့ရေပြန်ကျသွားတဲ့အချိန်တစ်ခါအဲ့တောင်ပေါ်မှာတောင်သဲပေါ်မှာနှုံးတွေတင်ခဲ့မယ်တစ်ခါစောင့်ရတယ်နောက်တစ်နေ့တစ်ခါစောင့်ရမယ်နောက်တစ်နေ့တစ်ခါစောင့်ရမယ်နှစ်နည်းနည်းကြာစောင့်ပြီးတော့မှသဲတောင်ကနေစိုက်ပျိုးလို့ရတဲ့မြေနုကျွန်းဖြစ်တာပေါ့ဒါကတဘာဝလုပ်ပြီးတာဒါပေမဲ့ဒီမြေနုကျွန်းမှာအခုတစ်နှစ်နှစ်နှစ်အတွင်းမှာစိုက်ပျိုးလို့ရအောင်လူကကိုယ့်အကူလုပ်ရတာအောင်ပေါင်လူတယ်လို့ခေါ်တယ်ပေါင်ဦးတယ်လို့ခေါ်တယ်ကျွန်တော်တို့ဘက်မှာတော့အဲ့တောင်ဦးတာနဲ့အတူတူကိုင်းဆိုင်ပွဲဆိုတာလည်းတစ်ဆက်တည်းဖြစ်ပေါ်လာတာပေါ့နော်တဘာဝကလှုပ်ပေးထားတဲ့တဘာဝကနေဖြစ်လာမဲ့တဲတောင်မြင်ကနေဖြစ်လာမဲ့မြေနုကျွန်းဆိုလို့ရှိရင်တောင်သူတွေကစောင့်ရတယ်ဒီကြားထဲမှာကိုကစောင့်ကြည့်နေတော့နောက်တစ်ယောက်ကဥအောင်လာလှုပ်လိုက်ရင်ကိုမရတော့ဘဲနဲ့နောက်တစ်ယောက်ရသွားတယ်ကိုရွာမရတော့ဘဲနဲ့တခြားရွာရသွားတယ်ဒါကြောင့်ကိုကလူကပထမအောင်ဆုံးပေါ်လာတဲ့တောင်မှာကိုကကိုဥပြီးတော့မြေနုကျွန်းအဖြစ်လူကဖန်တီးရအဲ့တော့ဘယ်လိုဖန်တီးမလဲဆိုတော့ဒီတဲတောင်မြင်မှာကိုင်းမင်တွေစိုက်ပြီးတော့မြေနုကျွန်းဖြစ်လူလောက်တာလူကပြောင်းလဲတာပေါ့နော်မြန်မြန်ဆန်ဆန်စိုက်ပျိုးမြေဖြစ်အောင်လို့ပြောင်းလဲတာအဲ့တော့ဘယ်လိုပြောင်းလဲလဲဆိုတော့ပထမဆုံးပေါ်လာတဲ့တောင်မြင်အဲ့တောင်မြင်မှာကန္နာဘေးတွေတလျှောက်တွေမှာပေါက်နေတဲ့သဘာဝပေါက်ပင်အဖြစ်ရှိတဲ့ကိုင်းမင်တွေကိုနှုတ်ပြီးတော့ဒီတဲတောင်မြင်မှာစိုက်တယ်တချို့တွေကတော့တဲတောင်မြင်အဆက်ရေဆက်ဆက်မှာပဲရှိတဲ့အခြေအနေပဲရှိသေးတယ်အဲ့ရေထဲမှာစိုက်တယ်စိုက်ပြီးတော့ခဏထားလိုက်လို့ရှိရင်အဲ့တစ်နှစ်အဲ့တရာဒီရေပြန်ကျသွားတော့ကိုင်းမင်တွေကအပွားအရန်မြန်တယ်အဲ့တော့စိုက်ထားတဲ့အပင်တွေမကောင်းပတ်ဝန်းကျင်တွေမှာအဲ့ကိုင်းမင်တွေကလျင်မြန်စွာနဲ့ပွားသွားတော့ကိုင်းတော်ကြီးဖြစ်သွားတယ်ပြီးတော့ရေပြန်တက်လာတယ်ရေပြန်တက်လာတဲ့အချိန်မှာအဲ့ကိုင်းမင်တွေကရေအောက်ထဲကိုရောက်သွားတယ်ရေအောက်ထဲရောက်သွားတဲ့အချိန်မှာရေစီးထဲမှာပါလာတဲ့နှုံးတွေအနေတွေဟာကိုင်းမင်တွေမှာညှိပြီးတော့ကိုင်းမင်တွေရဲ့ဘေးတွေမှာအနေလာကြတယ်တဖြည်းဖြည်းကြာရင်နဲ့အဲ့ကိုင်းမင်တွေကိုမြုပ်သွားအောင်ကိုင်းမင်တွေပျောက်သွားအောင်အဲ့မှာစပြီးအဲ့နှုံးတွေကိုစပြီးတော့ကိုင်းမင်တွေနဲ့ဖမ်းမိသွားပြီပေါ့နော်ဖမ်းမိသွားတဲ့အတွက်ကိုသဲတောင်မြင်ရဲ့အပေါ်မှာနှုံးမြေတစ်ထက်ရသွားပြီပေါ့နော်တချို့ရွာတွေကတော့ယာယီလုတ်တဲ့တချို့ရွာတွေကတော့ကိုင်းမင်စိုက်ပြီးတော့ရေတက်လာတဲ့ရေကျသွားတဲ့အချိန်မှာပေါ်လာတဲ့နှုံးမှာစိုက်ကြတယ်ပေါ့အဲ့နှုံးတင်မြေနုကျွန်းကြတော့ခိုင်မာမှုမရှိဘူးပေါ့နော်လာမယ့်နှစ်ကြရင်လည်းပြန်ပါသွားနိုင်တဲ့ရေတွေကိုနှုံးလဲပါတယ်တောင်လဲပါတဲ့အတွက်ကိုဒီကောင်ကခိုင်မာမှုမရှိဘူးလာမယ့်နှစ်ကြတော့မွေးချိန်ပိုတဲ့နှစ်တို့မိုးများတဲ့နှစ်တို့ရေတအားများတဲ့နှစ်တို့အားကြလို့ရှိရင်ရေစီးကြောင်းကထိုးခွဲပြီးတော့ကျွန်းကြီးကိုဒီတောင်ကြီးကိုထိုးခွဲပြီးတော့တည်သွားနိုင်တဲ့အတွက်ကိုခိုင်မာမှုမရှိဘူးတချို့ရွာတွေကြတော့အဲ့လိုမျိုးမြေနုကျွန်းတွေကိုနှစ်နဲ့ချီပြီးတော့မွေးတယ်ပေါ့နော်နှစ်နဲ့ချီပြီးမွေးတယ်ဆိုတော့ပထမတစ်နှစ်ကိုင်းဆိုင်လိုက်တယ်ပြီးတော့ရေတက်လာတယ်ကိုင်းမင်တွေမြုပ်သွားတယ်ပြီးတော့ရေပြန်ကျသွားတဲ့အချိန်မှာမြေနုတစ်ထပ်စရသွားပြီဒါပေမဲ့အဲ့မှာမဆိုင်သေးဘူးအဲ့မှာထပ်ပြီးတော့ကိုင်းမင်တွေထပ်ဆိုင်မယ်ထပ်ပြီးခိုင်မာအောင်လုပ်တယ်ပထမနှစ်အတိုင်းပဲတစ်ခါရေပြန်ကျသွားတယ်နောက်ထပ်နှစ်ထပ်မြောက်နှုံးတင်မြေနုရသွားတယ်အဲ့လိုမျိုးနှစ်နှစ်သုံးနှစ်လောက်စိုက်ပျိုးပြီးတော့မြေနုကျွန်းကိုမွေးကြတယ်အဲ့လိုမျိုးမြေနုကျွန်းတွေကြတော့ခိုင်မာမှုရှိတယ်10နှစ်15နှစ်လောက်ထိစိတ်ချလက်ချထားလို့ရတယ်အဲ့လိုအမျိုးလုပ်ပြီးတော့စိုက်ပျိုးတဲ့လူတွေကတော့မြေနုကျွန်းမှာပဲစိုက်ပျိုးတဲ့လူတွေများတယ်တချို့နေရာတွေဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ကျွန်းကြီးတွေဖြစ်သွားတယ်နောက်ပိုင်းကိုရွာတွေဖြစ်သွားတယ်အိမ်တွေဘာတွေပါဆောက်ပြီးတော့ပြောင်းနေတဲ့ရွာကြီးတွေရှိတယ်တချို့အေယာရီမြစ်ထဲမှာဖြစ်နေတဲ့ကျွန်းအကြီးတွေလူလုံကျွန်းတွေအများကြီးရှိတယ်အဲ့ဒါတဘာဝဖြစ်လာတဲ့ဟာပေါ်မှာ
လူဝါထက်ဆင်လှုပ်ထားတဲ့အတွက်ကိုရေလေကျွန်းတွေပေါ်လာတယ်မြေနုကျွန်းကြီးတွေပေါ်လာတယ်အဲ့တော့အဲ့မှာသူတို့ကထာဝရစိုက်စားကြတယ်ပေါ့နော်အဲ့တော့ဘာလို့မှတ်လဲဆိုတော့ခုနအပေါ်မှာပြောခဲ့တယ်လို့သူကဓာတ်မြေဩဇာမသုံးရဘူးရေအများကြီးမလိုဘူးထွန်ရက်ဖို့အတွက်ကိုစက်တွေရန်နေရတယ်နွားတွေအများကြီးမသုံးရတဲ့အတွက်ထွက်လာတဲ့သီးနှံကလည်း organic လိုမျိုးတဘာဝမြေစီမြေနှစ်မှာစိုက်ပျိုးရတဲ့ဟာဖြစ်တဲ့အတွက်ကိုအရသာထူးခဲ့တယ်စားလို့ကောင်းတယ်ဒီမြေနုကျွန်းတွေကထွက်တဲ့ကိုင်းခရမ်းသီးကိုင်းခရမ်းညင်တို့ခရမ်းသီးတို့ငရုတ်တို့ဂေါ်ဘီတို့ဒါတွေကတာမန်တခြားသီးနှံတွေတခြားစိုက်ခင်းတွေကရတဲ့သီးနှံတွေထက်ပိုပြီးဈေးပိုရတယ်ဆိုတဲ့သဘောရှိတယ်။နောက်မြေပဲတို့အာလူးတို့ငရုတ်တို့ကြက်သွန်တို့အဓိကစိုက်တယ်ကျွန်တော်တို့ဒေသဘက်တွေမှာတော့ခရမ်းညင်သီးတွေဆိုလို့ရှိရင်ခူးမနိုင်အောင်တီးတာအဲ့တော့တောင်သူတွေကလည်းကြိုက်တယ်လို့ဒီမြေနုကျွန်းတွေကထွက်တဲ့သီးနှံတွေကိုစားသုံးသူကလည်းကြိုက်တဲ့သဘောကျတယ်။ဒါကြောင့်မြေနုကျွန်းတွေကိုလူကြတယ်ဒါပဲပေါ့နော်အဲ့တော့ခက်တာလည်းနေရာပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးကျွန်တော်တို့တိုင်းပြည်ကဥပဒေကခိုင်ခိုင်မာမာသိပ်မရှိဘူးပေါ့နော်ကုန်းတွင်းမှာစိုက်တဲ့လေယာတွေပိုင်ဆိုင်ခွင့်တော့လေသမားအခုကာလအထိကို monopolize လုပ်ထားခံရတယ်အစိုးရဆက်ဆက်ကအဓိကတော့မြန်မာဆိုရှယ်လမ်းစဉ်ပါတီကနေချခဲ့တဲ့ဥပဒေတွေနဲ့လေသမားကို TV တွေသတင်းစာတွေထဲမှာသာတောင်သူဦးကြီးများဆိုပြီးတော့အမွှန်းတင်ပြီးတကယ်ကတော့တောင်သူလေသမားဒီအလုပ်ကလွဲပြီးတခြားအလုပ်မလုပ်ရဲအောင်တောင်ယာတွေကနေတခြားကိုမပြောင်းရဲအောင်အမျိုးမျိုးနှိပ်ကွပ်ထားတယ်ပြီးတော့ဒီပိုင်ဆိုင်မှုတောင်သူတယောက်ကသူလုပ်နေတဲ့လဲကသူ့အဘိုးဘွားခေတ်ကလေးကလုပ်ခဲ့တဲ့လဲပြီးတော့သူ့အဖေအမေအမွေရတဲ့ဆက်လုပ်တယ်ပြီးတော့သူ့အမွေရတဲ့ဆက်လုပ်တယ်အဲ့တော့ဘိုးဘွားပိုင်လဲတကယ်ပိုင်သလားဆိုရင်ပုံသဏ္ဍာန်ခုနှစ်ဆိုတဲ့စာရွက်ကလေးအရာပဲပိုင်တယ်အဲ့ပုံသဏ္ဍာန်ခုနှစ်ဆိုတဲ့စာရွက်ကလေးတွေကလည်းဘာလဲဆိုတော့အဓိကရောင်းချခွင့်ရှိတယ်စိုက်ပျိုးခွင့်ရှိတယ်လွှဲပြောင်းခွင့်ရှိတယ်ပေါင်နှံခွင့်ရှိတယ်ရောင်းလို့လည်းရတယ်နော်ဒါပေမဲ့ငါလည်းပဲငါအခုနှစ်တခြားလို့လုပ်လိုက်အောင်ပဲမစိုက်ဘူးလုပ်လိုက်အစိုးရအဲ့လဲကိုပလက်ထားတဲ့အတွက်သိမ်းခွင့်ရှိတယ်ဥပဒေနဲ့လဲရှိရသူမစိုက်ရင်ဥပဒေအရအစိုးရသိမ်းခွင့်ရှိတယ်ကိုယ်လဲထဲမှာကိုယ်နေစရာမရှိလို့တဲထိုးပြီးသွားနေအရေးယူခံရမယ်လဲထဲမှာတဲထိုးလို့မရဘူးအဆောက်အဦဆောက်လို့မရဘူးငားကန်တူးလို့မရဘူးအုပ်ဖုတ်လို့မရဘူးအိမ်ဆောက်လို့မရဘူးအဲ့လိုမျိုးလုပ်ထားတာ2012ခုနှစ်လဲရမြေဥပဒေအရပါနော်အဲ့တော့ကုန်းတွင်းပိုင်းမှာရှိတဲ့လဲတွေတောင်ဒီလိုမျိုးဥပဒေတွေနဲ့ monopolize လုပ်ထားတယ်ပေါ့နော်အဲ့တော့ခုနကတော့ခိုင်မာမှုမရှိတဲ့မြစ်ကမ်းတစ်လျှောက်မှာပေါ်လာတဲ့မြေနုကျွန်းတွေကြတော့ပိုးဆိုးတာပေါ့နော်ဘာမှခိုင်ခိုင်မာဥပဒေမရှိဘူးအဓိကတော့ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းကဘယ်မြည်တို့မြည်ပုံခွဲပေးရမယ်စီမံခန့်ခွဲရမယ်ဆိုတဲ့ဟာမျိုးပဲပါတယ်ပေါ့နော်အဲ့တော့ခိုင်မာတဲ့ဥပဒေမရှိတော့နှစ်စဉ်နှစ်တိုင်းလို့ဦးသိန်းစိန်ဆိုကလက်ထက်တစ်လျှောက်လုံး NLD ဆိုကတစ်လျှောက်လုံးမြေနုကျွန်းလူပွဲတွေကတော့တော်တော်များကြားခဲ့ရမှုတယ်ပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်တော်တော်များအဲ့သတင်းတွေလုပ်ခဲ့မှုတယ်ပေါ့နော်ဒါကြောင့်လဲကျွန်တော်ကဒါတွေတော်တော်များသိနေတာပေါ့ကျွန်တော်ကတော့ AR မြစ်ဘေးမှာနေတဲ့သူဖြစ်တဲ့တော့ AR မြစ်ရိုးတစ်လျှောက်ဘကိုးတိုင်းအဆက် AR တိုင်းအဆက်တီကိုမြေနုကျွန်းလူပွဲတွေကိုခဏသွားပြီးသတင်းရိုက်ဖူးတယ်ပေါ့နော်ဒါကြောင့်ဒီဇလန်အကြောင်းကျွန်တော်အခုပြောပြတာပေါ့နော်ခုနမြေနုကျွန်းလူပွဲကိုကျွန်တော်တို့ဘက်အခေါ်ပေါင်လူပွဲဆိုတဲ့စကားလုံးဘက်ကိုပြန်ဆက်အောင်ပေါ့နော်ပြန်ဆက်အဲ့နွေခါမှာမြစ်ချောင်းတွေကနေရေတွေနဲလာပြီးတော့မြစ်ကမ်းမှာနှစ်ဖက်မှာသဲတောင်ကုန်းကြီးတွေပေါ်လာအဲ့သဲတောင်ကုန်းကြီးပေါ်လာတာနဲ့အဲ့သဲတောင်ကုန်းပေါ်တဲ့ဘက်ကဲ့ရက်ကအနီးဆုံးရွာမြို့ကလူတွေကတောင်သူတွေကသဲတောင်ကုန်းတွေကိုခိုင်မာသွားအောင်လို့အပေါ်မှာပြောခဲ့သလိုသဘာဝပေါက်ပင်ကန္နာဘေးတွေမှာပေါက်နေသဘာဝပေါက်ပင်ကိုင်းပင်တွေကိုနှုတ်ပြီးတော့အဲ့မှာသွားဆိုင်အဲ့ဒါကိုမြေဥတယ်လို့ခေါ်တယ်အဲ့ကိုင်းပင်တွေရဲ့သဘောကလည်းအဲ့ဒါပဲသဲမြေတွေကိုအဲ့ကိုင်းပင်တွေစိုက်လိုက်လို့ရှိရင်ကိုင်းပင်ကခဏလေးအတွင်းမှာမြက်တွေလိုပဲအများကြီးပွားသွားပြီးတော့အဲ့သဲမြေကိုစိုက်ပျိုးမြေဖြစ်ကိုသူကပြောင်းလဲပြီးတဲ့သူ့မှာသဘာဝအစွမ်းရှိတယ်အဲ့ဒါအတွက်ကိုတောင်သူတွေကအဲ့မှာသွားစိုက်တာသဲမြေကိုစိုက်ပျိုးမြေဖြစ်ပြောင်းပေးနိုင်တဲ့အစွမ်းရှိသလိုရေပြန်တက်လာလို့ရှိရင်ရေအောက်ကိုရောက်သွားတဲ့အချိန်မှာရေထဲမှာပါလာတဲ့အနယ်အနှစ်တွေကိုဖမ်းဆွဲစုပ်ယူနိုင်တယ်သူ့ဘေးမှာအနယ်ချနိုင်တယ်
အဲ့လိုအနေချပြီးတော့တဖြည်းဖြည်းနဲ့ရေလဲကျသွားအောင်ကိုင်းမင်တွေပျောက်သွားပြီးတော့နှုံးတူကြီးကကိုင်းမင်တွေကိုပေါ်မှာမြုပ်သွားပြီးတော့ကိုင်းမင်ကမြေဩဇာဖြစ်သွားတယ်မြေဩဇာဖြစ်သွားပြီးတော့နှုံးတူကြီးပဲခြံရည်ခဲ့တော့တယ်အဲ့နှုံးတူကြီးကခြောက်သွားတဲ့အချိန်မှာမှုန့်ညံ့နေတဲ့တဘာဝမြေဩဇာဖြစ်သွားတယ်အဲ့ဒါကိုနှုံးတင်မြေနုလို့ခေါ်တယ်မြေနုဆိုတော့မှုန့်ညံ့နေတာတဘာဝမြေဩဇာမြေစီအပြည့်အဲ့နှစ်စဉ်မြင်နာနေတဲ့တောင်သူတွေကတော့ကမ်းနားကိုကြည့်ပြီးတော့ရေထဲကိုကြည့်ပြီးတော့ရေကျသွားမယ့်အချိန်ကိုသူကဗမာပြက်ကလေးနဲ့တွက်ချက်ပြီးတော့ရေကျကန်ကြီးဖြစ်ပြီးဆိုတာနဲ့မြစ်ကိုတတိထားပြီးကြည့်ပြီးတော့တချို့ရေဆက်ဆက်ကလေးဖြစ်နေပြီတောင်ပြင်တွေမပေါ်သေးဘူးအနေသုံးစင်ခြေမျက်စိတို့ဒူးလောက်ထိရေ level လောက်မှာရှိပြီးကမ်းနားမှာရှိပြီးဆိုတာနဲ့ဆင်းပြီးတော့ကိုင်းတွေကိုစိုက်ကြတယ်စိုက်ပြီးတော့မြေနုဖမ်းတာပေါ့နော်ဒါကိုကိုင်းစိုက်တယ်လို့ခေါ်တယ်မြေနုကျွန်းနဲ့ပဲလှုပ်ရှားတဲ့တချို့ရွာတွေရှိတယ်တချို့စိုက်ပျိုးမြေကောင်းကုန်းတွင်းပိုင်းမှာမရှိဘူးကမ်းနားဘေးမှာနေတယ်ကမ်းနားဘေးကပေါ်လာတဲ့မြေနုကျွန်းမှာပဲစိုက်ပျိုးပြီးတော့ဘဝတစ်လျှောက်လုံးသူတို့ဘိုးစဉ်ဘောင်ဆက်စိုက်ပျိုးစားတောက်လာတဲ့လယ်သမားတွေကတော့အဲ့ဒါကိုသူတို့ရွာလုံးကျွတ်စိုက်ပျိုးပွဲနဲ့ကိုင်းစိုက်ပွဲဆိုပြီးတော့သူတို့ကျင်းပတာအဲ့လိုမြေနုကျွန်းစပေါ်လာပြီးဆိုတာနဲ့သူတို့နဲ့ရွာနဲ့တစ်ဆက်တည်းဖြစ်တဲ့အတွက်ကိုနှစ်စဉ်လည်းသူတို့စိုက်ပျိုးတဲ့နေရာဖြစ်တဲ့အတွက်ကိုအဲ့မှာသွားပြီးတော့အမှတ်သားတွေပြုတ်ပြီးတော့နေရာဥကြတယ်ပေါ့နော်အဲ့တော့ရွာတစ်ရွာလုံးကတယောက်တစ်ပေါက်တော့ဥလို့မရဘူးရွာမှာရှိတဲ့အာဏာပိုင်ကြေးရွာအာဏာပိုင်အဖွဲ့အစည်းပေါ့နော်အာဏာပိုင်အဖွဲ့အစည်းကဥဆောင်ပြီးတော့သူကတော့စီမံခန့်ခွဲပြီးတော့ဘယ်နေရာကနေဘယ်နေရာဘလူဘယ်နေရာကနေဘယ်နေရာဘလူဆိုပြီးတော့သူတို့သတ်မှတ်တဲ့စီးစနစ်အတိုင်းကိုသတ်မှတ်ပြီးတာနဲ့အဲ့မှာရွာလုံးကျုပ်ကိုင်းဆိုင်ပွဲသွားလုပ်ကြတာအဲ့ဒီဆိုလို့ရှိရင်တရွာလုံးကအဲ့ဆက်လီတွေလှေတွေလှဲတွေအများကြီးနဲ့သွားကြတာသွားပြီးတော့ကောင်းချင်းပေါင်းတွေပေါင်းမယ်စီချမင်းတွေထိုးတယ်အကြော်တွေကြော်တယ်အစားအသောက်တွေလုပ်တယ်အိုးစီထိုးဖက်တွေနဲ့ကခုံပြီးတော့မှဒေသဆိုင်ရာတက်ဆိုင်ရာရိုးရာနက်တို့အဆောင်လျှောက်တို့ပူဇော်ပတာတယ်ရွာတလေးအရက်တလေးအတိုင်းလုပ်တယ်လုပ်ပြီးတော့မှအိုးစီထိုးဖက်တွေနဲ့ကခုံတီးမှုတ်ပြီးတော့မှစပြီးတော့ဒီစိုက်ပျိုးရေးကိုလုပ်ရတာဒေသတီးတီးကတော့ပုံသဏ္ဍာန်မျိုးမျိုးနဲ့တော့လုပ်ကြတာပေါ့နော်ကျွန်တော်တို့ဘက်ဒီမှာတော့ခုနပုံသဏ္ဍာန်ကတော့ရေပုံရလုပ်တယ်ပေါ့နော်အဲ့လိုလုပ်ပြီးတာနဲ့ခုနကတော့ဆက်လီတွေနဲ့လှဲတွေနဲ့ကန္နာတစ်လျှောက်မှာရှိတဲ့ကိုင်းမင်တွေကိုသူတို့ရသလောက်အရင်နှုတ်လာတယ်နှုတ်လာပြီးတော့အဲ့မှာတဲတောက်မြေမော်တွေမှာချတယ်ချပြီးတော့အဲ့ဒါကိုတရွာလုံးမှာရှိတဲ့ခလေးလူကြီးမိန်းမအရွယ်ဆုံးကစိုက်ပျိုးကြတယ်ပေါ့နေရာအနှံ့မှာပေါ့နော်ခွဲပြီးတော့စိုက်တာပေါ့အဲ့ဒါကိုကျွန်တော်တို့ဒေသမှာတော့ကိုင်းစိုက်ပွဲတောင်ဦးပွဲတောင်လူပွဲအဲ့လိုအမျိုးမျိုးခေါ်ကြတယ်ပေါ့နော်ဒါကိုပြောချင်တာပေါ့နော်အဲ့ဒါခုနအဲ့ကိုင်းမင်တွေကတခြားရောဘာအသုံးတည့်သေးတယ်လဲဆိုတော့မိတ်ဆွေတို့အိမ်မှာတပြက်စီးအဖြစ်သုံးနေတဲ့ဟာတွေကအဲ့ကိုင်းမင်တွေကိုအချောက်လှမ်းထားပြီးတော့တပြက်စီးလောက်ကြတာပေါ့နော်အဲ့ဒီတပြက်စီးကကျွန်တော်တို့ဒေသဘက်ဒီမှာတော့အများဆုံးသုံးကြတယ်တခြားဒေသတွေမှာတော့သုံးမသုံးတော့မသိဘူးပေါ့နော်ကျွန်တော်တို့ဒေသဒီကိုင်းမင်ကနေထွက်တဲ့ဟာကိုတပြက်စီးအဖြစ်သုံးတယ်တော်တော်ခိုင်ခိုင်မာမာရှိတယ်နောက်တစ်ခုကအဲ့ကိုင်းမင်တွေကနေတီးတဲ့ဥတဲ့ကိုင်းဥပေါ့နော်ကိုင်းဥကအရန်စားလို့ကောင်းတယ်မိတ်ဆွေတို့ဘက်မှာရှိသလားကြားဘူးသလားတော့မသိဘူးအင်ဥနဲ့အလားတန်တူတယ်ဒါပေမဲ့အင်ဥကနည်းနည်းအမဲရောင်ဘက်အညူရောင်ဘက်ကိုလိုက်တယ်ကိုင်းဥကအဖြူရောင်ဘက်ကိုလိုက်တယ်ခွဲကြည့်ရင်အထဲမှာအဖြူရည်အနှစ်ကလေးတွေထွက်တယ်လို့မျိုးအစိမ်းဘွားမှာအဲ့တော့ဒီကောင်ကကိုင်းမင်ကပြီးတဲ့အသီးလည်းမဟုတ်ဘူးအမြစ်ကဥတဲ့အမြစ်ဥလည်းမဟုတ်သူကမှုံသဘောမျိုးကိုင်းမင်ရဲ့အောက်ခြေတွေနဲ့ပင်စီအောက်ခြေဘက်တွေမှာထွက်လာတဲ့ဥလေးတွေကိုအလွယ်ကောကိုင်းဥလို့ခေါ်တယ်ပေါ့နော်အရန်စိတ်ပြီးတော့အရန်အရသာရှိအရန်စားလို့ကောင်းတယ်ပေါ့နော်အဲ့ဒါကလည်းသဘောကတဘာဝပေါက်ပင်ကနေထွက်တဲ့တဘာဝပေါက်ပင်ကိုင်းမင်တွေကနေထွက်တဲ့ကိုင်းဥပေါ့ဗျာကျွန်တော်တို့ဒေသမှာတော့အင်ဥတဲ့ဒီကောင်ဈေးလဲပိုရတယ်နောက်ပြီးတော့အဓိကဈေးကွက်ထဲမှာရောက်လာတဲ့ရောင်းကုန်ပစ္စည်းတော့မဟုတ်ဘူးသက်ဆိုင်ရာမြေတူကျွန်းလုပ်တဲ့မိတ်ဆွေအပေါင်းအသင်းတွေရှိတဲ့ရွာတွေဘက်ကနေမှားပြီးတော့စားရတဲ့အစားအသောက်ပေါ့နော်နောက်ပိုင်းတော့ရန်ကုန်မှာတော့ဒီလိုတချို့နေရာတွေမှာတော့ရောင်းတာတွေတွေ့လာရတယ်ပေါ့နော်ကျွန်တော်တို့ဒေသတစ်လျှောက်လုံးမှာတော့ကိုင်းဥကဈေးကွက်ထဲမှာရောက်လာတဲ့ရောင်းကုန်ပစ္စည်းတစ်ခုတော့မဟုတ်ဘူးပေါ့အဲ့တော့ခုနကတော့တောင်ဦးတဲ့ရွာတွေကိုင်းဆိုင်ပွဲလုပ်တဲ့ရွာတွေကအဲ့ရွာတွေကတော့ဒီမြေလူကျွန်းနဲ့ထာဝရလှုပ်ရှားကြတဲ့သူတွေဖြစ်တဲ့အတွက်သူတို့ကဒီကိုင်းမင်တွေ
စိုက်ပွဲလုပ်ပြီးတော့ကြီးကြီးကျယ်ကျယ်မြေနုကျွန်းအကြီးတွေဖော်ကြတာပေါ့သူတို့ကတော့နှစ်ရှည်စီမံကိန်းနဲ့လုပ်တဲ့သဘောရှိတယ်အပေါ်မှာကျွန်တော်ပြောခဲ့သလားဆိုအကြမ်းမြင့်ဟာကိုင်းဆိုင်တယ်ရေပြန်တက်လာတယ်မြေနုဖြစ်သွားတယ်အဲ့မှာစိုက်ကြတယ်သူတို့ကအဲ့လိုမဟုတ်ဘူးသူတို့က2နှစ်လောက်ကိုဇက်တိုက်အဲ့မြေနုကိုဖမ်းကြတာပေါ့နော်အဲ့တော့မှပို့ပြီးသူတို့ဟာက2နှစ်လောက်အဲ့လိုစိတ်ရှည်လက်ရှည်ထားပြီးဖမ်းတဲ့မြေနုဖြစ်တဲ့အတွက်ကိုသူတို့မြေနုကျွန်းတွေကပို့ပြီးခိုင်ပါတယ်အပေါ်မှာပြောခဲ့တဲ့တစ်နှစ်လောက်လှုပ်ထားပြီးတော့ပေါ်လာတဲ့မြေနုကျွန်းကစိုက်ပြီးလာမယ့်နှစ်ကျရင်မသေးကြဘူးရေစီးကြောင်းထဲမှာလည်းပါသွားနိုင်တယ်ရေတက်လာပြီးတော့ပျော်ပြီးတော့ရေထဲကိုလည်းပြန်ပါသွားနိုင်တယ်အဲ့လိုရှိတယ်အခုရွာလုံးကျွတ်လှုပ်ထားတဲ့တောင်ဦးထားတဲ့ရွာတွေကိုင်းဆိုင်ထားတဲ့ရွာတွေကတော့2နှစ်တန်သည်3နှစ်တန်သည်ကိုသူတို့ကဒီမြေနုကိုဖမ်းတာအဲ့တော့တစ်နှစ်တစ်ထက်နောက်တစ်နှစ်အနေကြတစ်ထက်နဲ့အဲ့လိုမျိုးအထက်3-4တက်လောက်ဖြစ်သွားပြီးတော့မှသူတို့ကအဲ့မှာစပြီးစိုက်တယ်အဲ့တော့အဲ့မြေနုကျွန်းတွေကတော့သူတို့အပြောဆိုရင်တစ်သက်လုံးစိုက်ပါလိမ့်ပေါ့နော်အဲ့ဒါဘာလို့လဲကျွန်တော်တို့ဘကိုးတိုင်းအနောက်ချမ်းဘက်မှာရှိတဲ့တချို့ရွှေတောင်ဘက်တွေမှာဗရောင်းဘက်တွေမှာကျွန်းကြီးတွေရှိတယ်အဲ့မြေနုကျွန်းကနေတဖြည်းဖြည်းနဲ့လူနေတဲ့ကျွန်းကြီးတွေဖြစ်သွားတာပေါ့နော်အဲ့ကျွန်းကြီးတွေကအရင်လဲตายရတယ်အခုနောက်ပိုင်းဆိုလို့ရှိရင်အပင်ကြီးတွေတောင်ဖြစ်နေပြီအဲ့တော့နှစ်ရှည်ပင်ကြီးတွေပေါ့နော်ကိုပင်တို့ညောင်ပင်တို့ဒါမျိုးပင်ကြီးတွေတောင်ပေါက်နေတာနှစ်ရှည်ပင်ကြီးတောင်အဲ့တော့ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကဖြစ်ခဲ့တဲ့ရေလေကျွန်းတွေပေါ့ဗျာရေလေကျွန်းဆိုတာစကားသာအခေါ်ရှိတာသူတို့ကရေအရန်တက်လာတဲ့အချိန်သာပင်မမြစ်ကမ်းနဲ့အဆက်ပြတ်သွားတာနှုတ်မို့ကတော့ပင်မမြစ်ကမ်းနဲ့လှဲနဲ့သွားလို့ရတယ်တချို့နေရာတွေကကားနဲ့တောင်သွားလို့ရတဲ့အထိကိုခိုင်မာတဲ့မြေနုကျွန်းအကြီးကြီးတွေရှိတယ်အဲ့မြေနုကျွန်းကြီးတွေနောက်ပိုင်းကျတော့ထွေအုပ်မှာနောက်ပိုင်းကျတော့လူတွေတဖြည်းဖြည်းနေရနေရွာဖြစ်သွားတယ်ရွာကြီးတွေဖြစ်သွားတယ်နောက်ပိုင်းကျတော့ထွေအုပ်အမိပေါက်တဲ့ရွာတွေထိဖြစ်သွားတဲ့မြေနုကျွန်းရွာကြီးတွေထိရှိတယ်အဲ့ဟာတွေကတော့ခုနပြောသလိုတဘာဝဖြစ်ပေါ်လာတဲ့မြေနုကျွန်းပေါ်မှာလူတွေကထပ်ပြီးတော့ခိုင်မာအောင်လုံရင်းနဲ့နောက်ပိုင်းကျတော့အခိုင်မာဖြစ်သွားတယ်ရွာကြီးတွေဖြစ်တယ်ပေါ့နော်အဲ့တော့မြေနုကျွန်းလူပွဲတွေဘာလို့ဖြစ်တယ်လဲဆိုတဲ့ဟာကလည်းကျွန်တော်တို့ဗမာလူမျိုးတွေကလည်းအစွဲကြီးတယ်ဆိုတာကဒါငါတို့ဟာငါပိုင်တာငါတို့ဖန်တီးထားတာငါဘိုးဘွားလက်ထက်ကရထားတာဆိုတဲ့အမြင်တွေအစွဲတွေကြတော့ဖြစ်လာတယ်ဒါပေမဲ့ပြစ်တည်ရဲ့ရေစီးကြောင်းသဘောတဘာဝအမြဲတမ်းပြောင်းလဲတဲ့အပေါ်မှာတစ်ခါတည်းရဲ့မြေလမ်းကြောင်းကခုနကတော့မြေနုကျွန်းကြီးတွေကိုအလဲကနေထိုးခွဲချပြီးတော့ကျွန်းတစ်ခုဖြစ်သွားတာမျိုးတို့သို့မဟုတ်မြေနုကျွန်းကိုထိုးခွဲချပြီးတော့ရေပြုတ်လာတဲ့အချိန်မှာမြေနုကျွန်းကြီးပျောက်သွားပြီးတော့ရေပြန်ပေါ်လာတော့မြေနုကျွန်းကြီးမရှိတော့တာပေါ့နော်ဒါမျိုးတွေကနေရာတိုင်းမှာတော်တော်များတွေ့ရတယ်မြစ်ရေစီးကြောင်းအပြောင်းလဲပေါ်မှာလည်းအပူတည်ရပေါ့နော်နောက်တစ်ခုကဒီမြစ်ကြောင်းတစ်လျှောက်မှာအလွန်ကျွံကြောက်စလစ်တူးတဲ့ကိစ္စတွေပေါ့နော်ဒါတွေလည်းပါတယ်နောက်ရေလေတွေမှာပေါင်တွေထွန်းတဲ့ကိစ္စတွေလည်းပါတယ်ပေါ့နော် NLD ဆိုလက်ထက်မှာတော့ AR မြစ်နဲ့အင်းလေးကန်အတွက်တောင်တူးဆက်ကြီးတွေကိုအမေရိကန်ဒေါ်လာသိန်းနဲ့ချီပြီးတော့ဝယ်တဲ့တောင်တူးဆက်ကြီးတွေကိုပို့ပြီးတော့တောင်တွေတူးပေးတယ်ပေါ့နော်တောင်တွေတူးပြီးတော့မြစ်ကြောင်းအလယ်ကိုရေစီးကြောင်းဖြစ်အောင်လို့မြစ်ကြောင်းတွေကိုထိမ့်သိမ်းပေးတယ်အဲ့ဒါအရင်စစ်ဗိုလ်ချုပ်တွေလက်ထက်မှာလည်းတစ်ခါမှမလုပ်ခဲ့ဘူးဦးသိန်းစိန်ဆိုကလက်ထက်မှာလည်းမလုပ်ခဲ့ဘူး NLD ဆိုကလက်ထက်မှာ9နှစ်လောက်တော့လုပ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့အခုအာဏာပြန်သိမ်းသွားတော့အဲ့တောင်တူးဆက်ကြီးတွေလည်းဘယ်စီဘယ်ဝဲဆိုတာမကြားရတော့ဘူးပေါ့နော်အဲ့တော့ရေလမ်းကြောင်းကအဲ့လိုမျိုးထိမ့်သိမ့်ပေးဖို့လိုတယ်နှုတ်မို့ဆိုလို့ရှိရင် AR မြစ်ကတဖြည်းဖြည်းနဲ့ကောလာတယ်ရေအလယ်မှာလာပြီးတော့ပို့ချလာတယ်တောင်တွေကသဲတွေကနှုံးတွေကအဲ့မြစ်ကကောလာတယ်အဲ့တော့မြေနုကျွန်းတွေကိုတိုက်စားလာတယ်ရေစီးကြောင်းတွေပြောင်းလာတယ်ပြောင်းလာပြီးတော့ခုနကတော့တောင်သူတွေအမြဲလဲတောင်သူတွေထာဝရလောက်ကိုင်းနေတယ်ဆိုတော့ခိုင်မာတယ်ဆိုတော့မြေနုကျွန်းကြီးတွေပါထိုးခွဲချပလိုက်ပြီးတော့ရေနဲ့တည့်ဆောင်သွားတယ်တချို့တွေကမြေရေတက်ပြီးတော့မြေနုကျွန်းတွေရေကြီးနေမြုပ်သွားတယ်ပြီးတော့ရေပြန်ကျသွားတဲ့အချိန်မှာမြေနုကျွန်းမှာပျောက်သွားတယ်ကဘာတွေပြူပြီးတော့ပါသွားတယ်အဲ့လိုတွေဖြစ်ပြီးဆိုလို့ရှိရင်အဲ့ကျွန်းရဲ့တစ်ဖက်ကမ်း
မှာသွားပြီးတော့မြေနူကျွန်းအသစ်ပေါ်ရက်တယ်အဲ့တော့ဒီဘက်ကမြေနူကျွန်းကြီးကိုရေကဆွဲခေါ်သွားပြီးတော့တစ်ဖက်ကမ်းမှာသွားပြီးတော့ပေါ်စီပြီးတော့ပေါ်စီတဲ့သဘောဖြစ်တယ်ပေါ့နော်အဲ့သဘောတဘာဝကိုဒေသခံတွေကနားလဲတယ်အဲ့တော့ငါတို့စိုက်နေတဲ့ကျွန်းကြီးကဟိုဘက်ကမ်းကိုရွေ့သွားတယ်ဆိုပြီးတော့အယူရှိတယ်အယူရှိတဲ့အတွက်ကိုအဲ့ဘက်ကဟာငါတို့နဲ့စိုက်နေငါတို့ပိုင်တယ်ဆိုပြီးတော့သူကဥရင်းနဲ့ရန်နေဖြစ်တယ်အဲ့တော့မြေချောင်းမိမှာနေတဲ့ဒေသခံတွေတော်တော်များများလည်းသိတယ်ကို့ဒေသနဲ့တစ်ဆက်တည်းမှာပေါ်တဲ့မြေနူကျွန်းဟာကိုလုတ်စားပိုင်ခွင့်ရှိတယ်ပေါ့နော်အဲ့ဒီပုံမှာမှတရားဝင်တော့အခွန်ဆောင်ရတယ်ပေါ့နော်အခွန်ကတော့ဘယ်လောက်မှတော့မရှိဘူးဟိုဘက်ခေတ်တုန်းကတော့90 100ခက်ပေါ့နော်အခုဒီဘက် NLD ဆိုကလက်ထက်ကြမှာပဲ9000လောက်ထိဖြစ်သွားတယ်ပေါ့နော်တစ်နှစ်စာလှုပ်ရှားခွင့်မြေခွန်ပေါ့နော်တအေကောက်အဲ့လိုပေးရတာဆိုဘယ်လောက်မှတော့မရှိဘူးလေအဲ့တော့လူတိုင်းပေးနိုင်တယ်ပေါ့နော်အဲ့တော့သဘောကကိုယ့်ဘက်ကကိုအမြဲတမ်းလှုပ်ရှားနေတဲ့မြေနူကျွန်းကြီးဟာမြေရခေါ်သွားပြီးတော့တစ်ဖက်မှာသွားပြီးတော့ရွှေ့ပေးသွားတာအဲ့ဒါငါတို့မြေနူကျွန်းဆိုပြီးတော့သွားယူလို့မရဘူးဒါပေမဲ့အဲ့လိုအစွဲရှိတဲ့အတွက်ကိုဒါငါတို့မြေနူကျွန်းဟိုဘက်မှာပေါ်တာဆိုပြီးတော့သွားလူတော့ဟိုဘက်ကခုတ်ဘက်ကန်းကလူကလည်းငါတို့ဘေးမှာပေါ်တဲ့မြေနူကျွန်းလုံထုံးလုံနည်းရငါတို့သာပိုင်နေဆိုတဲ့ဟာပေါ်မှာပြဿနာတက်တာလူပွဲတွေဖြစ်တယ်အဲ့ဒါမျိုးလဲရှိတယ်လို့ရွာနှစ်ရွာကြားမှာပေါ်တဲ့မြေနူကျွန်းဒီဘက်ရွာနဲ့ဟိုဘက်ရွာအဆက်နှစ်ခုလုံးရဲ့အလယ်လောက်မှာလာပေါ်တဲ့အတွက်ကိုဒီဘက်ရွာကလည်းသူတို့ပိုင်တယ်သူတို့ဆိုင်တယ်သူတို့လှုပ်ရှားခွင့်ရှိတယ်ဟိုဘက်ရွာကလည်းသူတို့ပိုင်တယ်သူတို့ဆိုင်တယ်သူတို့လှုပ်ရှားခွင့်ရှိတယ်ဆိုပြီးတော့လူတဲ့ပုံစံနဲ့မြေနူကျွန်းလူပွဲတွေဖြစ်တယ်အဲ့တော့ဗမာလူမျိုးတွေထုံးစံတိုင်းလူတယ်ရက်တယ်ဆိုလို့ရှိရင်သူပိုင်တယ်ငါပိုင်တယ်ဆိုကြာတော့တကယ်မခံကျင်စိတ်တွေနဲ့တက်ကြတယ်ဖြတ်ကြတယ်ဓာတ်ခုတ်ပွဲတွေဖြစ်တယ်အဲ့တော့မြေနူကျွန်းတွေဖြစ်ပြီးတော့ဓာတ်ခုတ်ပွဲတွေကနှစ်စဉ်နီးဦးစိမ့်စိန်ဆိုကလက်ထက်မှာရော NLD ဆိုကလက်ထက်မှာရောဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့ခက်တာကလည်းခုနအပေါ်မှာပြောသလိုမြေနူကျွန်းဥပဒေဆိုပြီးတော့ခိုင်ခိုင်မာမာတီးခြားဥပဒေကလည်းမရှိအဲ့သူတို့မှာဘာရှိတယ်ဆိုတော့ဒီညွှန်ကြားချက်အမိန့်ညွှန်ကြားချက်နဲ့လုံထုံးလုံနည်းရောရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုအဲ့မြေနူကျွန်းလုံးမဲ့သူတွေကတစ်နှစ်တစ်ခါပြန်လျှောက်ရမယ်သက်ဆိုင်ရာအစိုးရရှိမှာဒီမြေနူကျွန်းကဘသူပိုင်လဲဆိုတဲ့ဟာပေါ်မှာသူကမြစ်အလယ်ကရေစီးကြောင်းရေအစီးဆုံးနေရရေအနက်ဆုံးနေရကိုသူကနယ်နိမိတ်မြစ်ဖြစ်သတ်မှတ်တယ်အဲ့နယ်နိမိတ်စီးနဲ့အနီးဆုံးမြို့နယ်ကအဲ့မြေနူကျွန်းကိုစီမံခန့်ခွဲရတယ်ပိုင်ဆိုင်မှုပြောတာမဟုတ်သေးဘူးပေါ့နော်ဒီမြို့နယ်ဒီပေါ်လာတဲ့မြေနူကျွန်းကိုဟိုဘက်ကမ်းမြို့နယ်ကပိုင်လားဒီဘက်ကမ်းမြို့နယ်ကသက်ဆိုင်လားဟိုဘက်ကမ်းမြို့နယ်ကစီမံခန့်ခွဲပေးရမလားဒီဘက်ကမ်းမြို့နယ်ကစီမံခန့်ခွဲပေးရမလားဆိုတာကိုသူကရေစီးကြောင်းအနက်ဆုံးနေရာနဲ့ကတ်တဲ့မြို့နယ်ကစီမံခန့်ခွဲပေးရမယ်လို့ဒါကိုပြောတာခွဲဝေပေးတဲ့ပုံစံကတော့ခုနပေါ်လာတဲ့မြေနူကျွန်းနဲ့မြင်းမြောင်တိုင်းတိုင်းအနီးဆုံးမှာရှိတဲ့ကြေးရွာတွေကတောင်သူကိုပထမဦးစားပေးအနေနဲ့ခွဲပေးရမယ်ဒုတိယဦးစားပေးကအရင်နှစ်ကလေးကတရားဝင်အခွန်ဆောင်ပြီးလုပ်ခဲ့တဲ့ကျွန်းဟောင်းပိုင်ရှင်တောင်သူတွေကိုဦးစားပေးပြီးခွဲပေးရမယ်အဲ့တော့ခုနကတော့တအေကကိုတော့အခုခေတ်တော့ကြားရတာအခုနောက်ဆုံးကြားရတော့1000ကနေ9000ပတ်ဝန်းကျင်လောက်ထိတော့အခွန်ဆောင်ရတယ်လို့ပြောတယ်ငွေကြေးဈေးတက်လာတဲ့ကာလဒီငွေလောက်ကတော့ဒီငွေကြေးလောက်ကတော့ဒီလောက်တော့ပြောလို့တော့မရဘူးများတယ်လို့တော့ပြောလို့တော့မရတော့ဘူးပေါ့နော်ဒါပေမဲ့လယ်သမားလည်းဒီအပေါ်မှာပေးရကမ်းရတာအခွန်ဆောင်ရတာနည်းနည်းလေးရယ်နော်ဒီပေါ်မှာလည်းမြို့နယ်အာဏာပိုင်တွေကဒီမြေနုကျွန်းကိစ္စလောက်ကိုဒီမြေနုကျွန်းပေါ်ကနေဘာမှ RK ပတ်စံရဖို့အနာတီပဲရဖို့တိတ်မရှိဘူးပေါ့ဗျာကျွန်တော်ဒီနေရာလေးပေးပါဆရာရဲ့အလွန်ဆုံးပေးမှာ9000 1000ဘလောက်မှပေးပြရတော့ဒီမြေနုကျွန်းဒီမြို့နယ်အာဏာပိုင်တွေဆိုတဲ့သူတွေကဘယ်သူမှစိတ်ဝင်စားဘူးဦးသိန်းစိန်ဆိုကလက်ထက်လက်ဒီလိုပဲဦးသိန်းစိန်ဆိုကမတိုင်ခင်တော့လည်းဒီလိုပဲ NLD ဆိုကလက်ထက်မှာလည်းဒီလိုပဲမြို့နယ်အာဏာပိုင်ဆိုတဲ့သူတွေကဒီမြေနုကျွန်းကိုပတ်စံမရလို့စိတ်ဝင်စားဘူးစိတ်ဝင်စားတော့ဒီမှာဒါပြီးတော့တာဝန်ယူပြီးစောင့်ကြက်တာတို့အရေးတူလုပ်ပေးတာတို့ဘာမှလုပ်ပေးတာမရှိဘူးသူတို့စိတ်ဝင်စားတာအဲ့မြစ်ထဲမှာအဲ့ကြောက်စရစ်စုပ်နေတဲ့ဆက်လေးတွေကိုပဲစိတ်ဝင်စားတယ်အဲ့ကြောက်စရစ်စုပ်ဆက်လေးတွေလည်းအစိုးရကိုတရားဝင်ဆောင်ရတာတော့တချင်းကိုမှထောင်ကနန်းလောက်ပဲပေးရတာဒါပေမဲ့အဲ့ရေမြဖြိုးနဲ့အဲ့ထွေအုပ်တွေကဒီကြောက်စရစ်စုပ်တဲ့ပါမစ်ရထားတဲ့သူတွေရှိကနေတိမ့်နဲ့ချီပြီးရတာတစ်ခေါက်ပြီးတော့သူတို့ကကြောက်စရစ်လဲစုပ်တယ်အဲ့ကြောက်စရစ်နဲ့တူပါလာတဲ့ရွှေတို့ရွှေစားလဲတရားမဝင်လှုပ်ရှားရတယ်အများစုကတော့ဒါတွေကိုဒီ
ဒီမြို့နယ်အာဏာပိုင်တွေခရိုင်အာဏာပိုင်တွေလစ်လူရှုထားဖို့ပေးဖို့အတွက်ကို RK ကောင်းရတယ်အဲ့တော့အာဏာပိုင်ဆိုတဲ့လူတွေကအဲ့ကြောက်စရစ်စုပ်တဲ့သူတွေပါဟုတ်ကိစ္စကိုပဲစိတ်ဝင်စားတယ်တခြားကိစ္စသူတို့စိတ်ဝင်စားနိုင်တချို့နေရာတွေဆိုလို့ရှိရင်အဲ့ဆက်ကြီးတွေနဲ့အစမတန်အဲ့ကြောက်စရစ်တွေစုပ်တော့အဲ့ငါးလုပ်ငန်းလုပ်နေတဲ့အခြေခံလူရန်သားတွေဆိုလည်းလှုပ်ရှားလို့မရအောင်ဒီကြောက်စရစ်စုပ်တဲ့ဆက်ကြီးတွေရဲ့ vibration ကသူက20အကောင်20လို့22ကောင်အားတော့အဲ့လိုမြင်းကောင်တွေနဲ့လို့ကတော့ဒီဆက်တန်တွေကကန်းတစ်လျှောက်မှာစူးညံနေတာအဲ့စူးညံတန်တွေရဲ့အဲ့ကမ်းမတွေပြိုတယ်နောက်ဆုံးအဲ့ဖျားတွေပါပါတယ်အိမ်တွေပါတယ်အဲ့ vibration နဲ့သူတို့မှာ criteria တွေရှိတယ်ဘယ်နေရာဘယ်နိုင်မြို့ရွာနဲ့ဘလောက်အကွာအဝေးမှာစုပ်ရမယ်ဆိုပြီး criteria တွေရှိပေမဲ့လည်းခုနကတော့ပြောတဲ့အာဏာပိုင်ဖွဲ့စည်းနဲ့ပေကံပေါင်းထားတဲ့အတွက်ကိုကြောက်စင်ဆုပ်တဲ့လူတွေကစီးလိုဝါလို့တွေလောက်ကြတာအဲ့တော့ငါးလုပ်ငန်းလုပ်တဲ့တန်ဃာတွေဘာတွေဆိုလို့ရှိရင်သူတို့မှာဒီငါးပိုက်ချငါးများငါးဖမ်းအလုပ်တွေပဲစားရတာအဲ့ vibration ကြောင့်အဲ့ငါးတွေကလည်းအဲ့နာမှာမရှိတော့အဲ့ငါးလုပ်ငန်းသမားတွေဆိုလည်းတော်တော်တနာဖို့ကောင်းတယ်သူတို့လည်းတရားဝင်အခွန်ဆောင်ထားရတာငါးလုပ်ငန်းသမားတွေလည်းဒီတိုင်းပဲကိုယ့်အကူပိုက်ချခြင်းလို့ချလို့ရတာမဟုတ်ဘူးဖမ်းခြင်းလို့ဖမ်းလို့ရတာမဟုတ်ဘူးဒီမှာငါးလုပ်ငန်းလုပ်စားဖို့တော့တက်ဆိုင်ရာဌာနတွေသွားပြီးတော့အခွန်ဆောင်ရတယ်လိုင်စင်လုပ်ရတယ်အဲ့တော့အဲ့လူတွေဆိုလို့ရှိရင်လေသူတို့ငါးဖမ်းတဲ့နေရာသူတို့ပိုက်ချတဲ့နေရာနားမှာလာလုပ်တဲ့အတွက်သွားတိုင်ရင်လေအာဏာပိုင်ဖွဲ့စည်းရဒီယူဆောင်ပေးတာဘာမှမရှိဘူးသူတို့ကအဲ့လိုမျိုးပတ်စံရတဲ့ဘက်ပဲသူတို့စိတ်ဝင်စားတယ်ပတ်စံမရတဲ့ဘက်ကိုစိတ်လဲမဝင်စားသလိုလုံခြုံရေးတို့အကာအကွယ်တို့လည်းဘာမှလုပ်မပေးဘူးတကယ်ဆိုလို့ရှိရင်ဒီမြေလူကျွန်းပေါ်လာတယ်လူရက်မှုတွေဖြစ်မယ်အငင်းပွားမှုတွေဖြစ်မယ်လူသက်ပွဲတွေဖြစ်မယ်ရာဇဝတ်မှုတွေဖြစ်လာတော့မယ်ဆိုတာကိုသူတို့အမြဲတမ်းလည်းသိနေရတယ်အမြဲတမ်းလည်းကြားနေရအဲ့လိုပေါ်လာပြီဆိုရင်ထွေအုပ်တို့ရဲတို့ကလုံခြုံရေးယူပေးတာတို့စီမံခန့်ခွဲပေးတာတို့တရားဝင်ချပေးပြီးတဲ့အထိကိုစောင့်ရှောက်ပေးတာတို့လုံခြုံရေးယူပေးတာတို့ဘာမှသွားမလုပ်ဘူးဖြစ်ပြီးလူတက်ပွဲတွေဖြစ်ပြီးတော့မှပဲရဲအရေးပိုင်တဲ့အမှုဖြစ်တဲ့အတွက်ကိုရဲကရောက်လာမယ်ရံပွဲဖြစ်တဲ့လူတွေအသက်ခံတတ်တဲ့သူတွေကိုဖမ်းမယ်ဒါပဲအဲ့လိုမျိုးအဲ့ဒါကတော့ခုနကကျွန်တော်ပြောသလိုအစိုးရဆက်ပဲလို့ပြောလို့ရတယ်ပေါ့နော်အခုကတော့မင်းအောင်လှိုင်လက်ထက်မှာတော့အဲ့အတန်တွေကတော့တော်တော်ပျောက်ကွယ်သွားတယ်ပေါ့နော်ကျွန်တော်ထင်တာတော့လယ်သမားတွေလည်းအကြောက်တရားတွေကကြီးစိုးလာတဲ့အတွက်ကိုကိုပဲကြိတ်ရှင်းနေသလားဘယ်လိုလုပ်နေသလဲတော့မသိဘူးပေါ့နော်အဲ့လိုမျိုးတွေအခုကာလတွေမှာဖြစ်နေတယ်ဆိုရင်တော့ကျွန်တော်တို့ဆက်သွယ်ရမှာမဟုတ်ဘူးပေါ့နော်သတင်းဌာနတွေကိုဆက်သွယ်မယ်ဆိုလို့ရှိရင်အနေသုံးစင်သူတို့ပြဿနာအပြင်ကိုပထမဆုံးသူတို့နိုင်ငံရေးမှုနဲ့ဖမ်းတာစီးတာတွေလုပ်မယ်တရားအသင်းလို့သတ်မှတ်ထားတဲ့သတင်းဌာနတွေနဲ့ဆက်သွယ်တဲ့အတွက်နိုင်ငံရေးပုံမှားတွေတက်ခံရမယ်ဒီထက်ကြည်ပြီးတော့တော်လှန်ပုံကန်းဖောက်ခွဲပုံမှားတွေအထိတက်ပြီးတော့ထောင်ချနိုင်တယ်ဆိုတာကိုကြောက်တဲ့အတွက်သတင်းဌာနတွေကိုလည်းမဆက်သွယ်တော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်အမြဲတမ်းကျွန်တော်ဆက်သွယ်ခဲ့တဲ့မြင်းလူကျွန်းတောင်သူတွေဆိုလည်းအခုဆိုရင်ဆက်လည်းမဆက်သွယ်ရတော့ဘူးအကြောင်းလည်းအကြောင်းမကြားတော့ဘူးပေါ့နော်အဲ့တော့ဒီမင်းအောင်လည်းလက်ထက်မှာတော့ဘာတွေဆက်ဖြစ်နေလဲဆိုတော့ကျွန်တော်တို့မသိရတော့ဘူးပေါ့နော်အဲ့တော့အခုကျွန်တော်ဒီပေါ့ကတ်မှာအချက်လက်အနေနဲ့ဒီတနိုင်ငံလုံးအတိုင်းအတာနဲ့မြင်းလူကျွန်းလူပွဲအရှိအတွက်ဘယ်လောက်များရှိမလဲဆိုပြီးတော့သက်ဆိုင်ရာမြေစင်းဌာန website တွေစိုက်ပျိုးရေးဌာန website တွေမှာတက်ကြည့်မယ်နိုင်ငံတော်ကကိန်းဂဏန်းအနေနဲ့အထောက်အထားတွေနဲ့ဘာမှမရှိအဲ့တော့သတင်းဌာနတွေမှာတက်လာတဲ့ဟာတွေနဲ့ကြည့်ပြီးတော့ဒီခံမှန်းရမယ်ဆိုလို့ရှိရင်ဒီမြင်းလူကျွန်းလူပွဲအရေးအတွက်ကထောင်ကနန်းအထက်မှာရှိတယ်လို့ဒီသတင်းစာတွေရဲ့အထောက်အထားအရပြောလို့ရတယ်ပေါ့ဒါပေမဲ့အဲ့ NLD ဆိုတော့ခေတ်ကလွတ်လပ်စွာဆန္ဒပြလို့ရလာတဲ့အချိန်မီဒီယာလွတ်လပ်ခွင့်အနေငယ်ရလာတဲ့အချိန်အဲ့အချိန်မှာတော့ဗိုလ်ချုပ်ကြီးဟောင်းတွေရဲ့ကုမ္ပဏီတွေကသိမ်းပိုက်ထားတဲ့မြေကိစ္စတွေမြေလူကျွန်းကိစ္စတွေတောင်သူတွေကပြန်လဲတောင်းဆိုထားတဲ့အငင်းပွားမှုတွေယာနဲ့ချီပြီးတော့ပေါ်ပေါက်ခဲ့တာအဲ့ဒီအချိန်တော့ NLD ဆိုကလွှတ်တော်စုံစမ်းစစ်ဆေးကော်မတီကိုတိုင်ကြားတာပေါ့1000ခွဲကျော်ရောက်ခဲ့တယ်အဲ့ဒီထက်မှာအဲ့မြေလူကျွန်းပြဿနာအများအပြားပါတယ်ဆိုပြီးတော့ဘိုးလဲရမြစီမံခန့်ခွဲရေးကော်မတီစီရင်နေအရာသိရတယ်ပေါ့နော်အဲ့တော့ NLD ဆိုတော့ခေအဲ့2019ခုနှစ်တော့နောက်ဆုံးကျွန်တော်တို့ဝိုင်းရေးခဲ့တဲ့မြေလူကျွန်းလူပွဲကမကွေးတိုင်းရည်တန်းကျောင်းမြို့နယ်တွေကဖရဲကြေးရွာနဲ့ကန်သာကြေးရွာရဲ့မြေနုလူပွဲကနေမြေနုကျွန်းလူပွဲကနေလူသက်ပွဲဓာတ်ခုတ်ပွဲတွေအသွင်ပြောင်းသွားတဲ့ကိစ္စပေါ့နော်အဲ့ဒါကျွန်တော်တို့နောက်ဆုံးလုပ်ခဲ့ရတဲ့
သတင်းပေါ့နော်အဲ့ရွာနေရွာဖြစ်စဉ်မှာလူပေါင်း38ယောက်လောက်ထိသေဆုံးတယ်ဒါနောက်ပိုင်း follow up တွေဆက်မလိုက်နိုင်တော့လို့ပေါ့နော်ကျွန်တော်တို့နောက်ဆုံးရေးခဲ့လူ38ယောက်လောက်ထိသေတယ်မြန်မာသမိုင်းမှာတော့မြေနုကျွန်းပြဿနာကြောင့်အသက်ဆုံးရှုံးမှုအများဆုံးဖြစ်ရလို့ပြောလို့ရတယ်ပေါ့နော်ရှေ့ဟာတွေကတော့ဖြစ်စဉ်တစ်ခုချင်းစီအကြောင်းလေးကိုရှောက်ပြောနေရင်တော့ပြောမဆုံးဘူးဖြစ်သွားမှာဒါကြောင့်ကျွန်တော်ကအဓိကဒီမှာပြောချင်တာတောင်လူပွဲတချို့ဒေသကြီးလက်တွေမှာတောင်လူပွဲကိုင်းဆိုင်ပွဲဒီတရွာနဲ့တရွာပျော်စရာပွဲလေးတစ်ခုအနေနဲ့ရွာဓလေ့ပုံစံမျိုးဆင်နွှဲခဲ့တဲ့ဟာလေးတွေရှိတယ်လို့တချို့ဒေသတွေမှာတော့သူ့အဆက်အတိုင်းသူတို့ကိုယ်ပိုင်ခံနေနဲ့လောက်ကြရှိပါလိမ့်မယ်ပေါ့နော်အဲ့လိုမြေနုအခိုင်မှာဖြစ်သွားပြီဆိုတာနဲ့ရွာရဲ့အကြီးကဲကပေါ်လာတဲ့မြေကိုဗမာနီးဗမာဟန်နဲ့မြေတိုင်းနေပေါ့နော်မြေတိုင်းပြီးတော့လယ်သမားအရေးအတွက်နဲ့ရွာမှာရှိတဲ့လယ်သမားအရေးအတွက်နဲ့စားရတယ်စားပြီးတယောက်ကိုဘလောက်အကျယ်ကိုအတိုင်းယူဆိုပြီးတော့ခွဲပေးလိုက်တယ်တချို့နေရာတွေမှာတော့မဲလိုက်ပြီးခွဲပေးတာမျိုးရှိတယ်တချို့ဒေသမှာတော့အိမ်အောင်စုလူကြီးအတိုင်းပေါ့နော်ဒီအိမ်အောင်စုမှာလူကြီး3ယောက်ပဲရှိရင်တော့ဒီလောက်ပဲရမယ်အတိုင်းတာ10ယောက်ရှိရင်ဒီလောက်အတိုင်းတာယူဆိုတဲ့ပုံစံမျိုးနဲ့ခွဲပေးတာမျိုးလည်းရှိတယ်အဲ့လိုခွဲရထားပြီးဆိုတော့ထွေးဦးမှာသွားပြီးတော့မြေခွန်ဆောင်ရတယ်ပေါ့နော်မြေခွန်ဆောင်ပြီးတော့လုပ်လို့ရသွားပြီပေါ့နော်ဒီကတော့ဒါလေးကိုကျွန်တော်ပြောပြချင်တာပေါ့နော်အခုလိုအဆုံးထိနားထောင်ပေးတဲ့သူအားလုံးလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ podcast ကိုလည်း like လေးတွေ share လေးတွေ subscribe လေးတွေလုပ်ပေးဖို့ကိုလည်းမေတ္တာရက်ခံပါတယ်အခုကျွန်တော်ပြောပြခဲ့တာတွေကကျွန်တော်သတင်းတောက်တယောက်အနေနဲ့တွားရောက်ရိုက်ကူးခဲ့တဲ့ဖြစ်စဉ်ဇာတ်လမ်းတွေကိုအခြေခံပြီးပြောပြတာဖြစ်တဲ့အတွက်မိတ်ဆွေတို့သိထားတာကြားထားတာလက်တွေ့လောက်ကင်နေတာနဲ့တော့မတူပဲကွဲပြားနေမယ်ဆိုလို့ရှိရင်လေကျွန်တော် podcast က comment box မှာလာပြောပြပေးဖို့လေးစားစွာဖိတ်ခေါ်ပါတယ်တနေရာနဲ့တနေရာမတူသလိုဒေသနဲ့ဒေသနဲ့မတူသလိုတကြောင်တကာတာတရွာတပုတ်ဆန်းဆိုသလိုအခေါ်အဝေါ်တွေ delay တွေမတူတာအပေါ်မှာဒါလည်းပေးဖို့လဲမေတ္တာရက်ခံပါတယ်ကျွန်တော်ကိုလည်းဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ comment မှာရေးပြီးတော့ရှင်းပြနိုင်ပါတယ်လို့လေးစားစွာနဲ့ဖိတ်ခေါ်ပါရစေနောက်ပြီးကျွန်တော်ဖြတ်သန်းခဲ့တဲ့နိုင်ငံရေးသမားဘဝထောင်တွေမှာဖြတ်သန်းမှုနဲ့သတင်းတောက်ဘဝဖြတ်သန်းမှုတွေတဲမှာဘယ်အကြောင်းအရာတွေကိုပြောပြတင်တယ်လဲဘာအကြောင်းအရာတွေကိုနားထောင်ခြင်းတယ်လဲဆိုတာကိုလည်းမိတ်ဆွေတို့အနေနဲ့ comment မှာရေးပြီးတော့ကျွန်တော်အကြံပေးပါဦးဘာလို့လဲတော့ကျွန်တော်ဘာပြောချင်လဲနောက် podcast တွေမှာဘာပြောချင်လဲဆိုတော့ကျွန်တော်တို့ဒီစာပေနေတဲ့ရသဘက်ကိုတော့ပို့သွားချင်ပါတယ်ဒါပေမဲ့မိတ်ဆွေတို့ရောဘယ်လိုစိတ်ကူးရှိတယ်ထောင်ထဲအကြောင်းတွေနားထောင်ခြင်းလားကျွန်တော်နိုင်ငံရေးဖြတ်သန်းမှုအကြောင်းနားထောင်ခြင်းသလားလက်ရှိကားရန်အခြေအနေတွေနားထောင်ခြင်းသလားဆိုတော့ကျွန်တော်ဝေဖန်ပေးပါဦး comment မှာရေးပေးပါဦးခုနကတော့ကျွန်တော်ကပြောသလိုကျွန်တော်ကလောလောဆယ်တော့စာပေနယ်တဲ့ကိုပြန်သွားခြင်းတယ်ဆိုတာကတော့ကျွန်တော်ဖတ်ထားတဲ့သိထားတဲ့ကျွန်တော်တို့ခေတ်မှာဖြတ်သန်းခဲ့တဲ့စာပေတွေနဲ့ပတ်သက်ပြီးတော့ပြန်ပြောပြခြင်းလို့ပေါ့နော်ဘာလို့အဲ့ဘက်ခေတ်အဲ့ဒီခါလာတွေတုန်းကလူတွေကိုစာဖတ်ခြင်းစိတ်ပေါ်ပေါက်လာအောင်လို့စာပေဝေဖန်ရေးခေတ်ဆိုခေတ်တစ်ခေတ်ပေါ်ခဲ့ဘူးတယ်ပေါ့နော်အဲ့စာပေဝေဖန်ရေးခေတ်တော့ကျွန်တော်တို့တကယ်လေးစားတန်ဖိုးထားရတဲ့စာရေးဆရာကြီးတွေကငင်းညခုံကြတယ်ပေါ့နော်အယူဝါဒတွေအကြောင်းဆွေးနွေးကြတယ်မြမရေမြေကာချာသဘာဝနဲ့မကိုက်ညီဘူးကိုက်ညီတယ်ဆိုပြီးတော့အငင်းပွားကြတယ်ပြည်ပနိုင်ငံတွေရဲ့ခေတ်ရေးစည်းကြောင်းနဲ့ပါလာတဲ့စာပေယဉ်ကျေးမှုတွေမြမကာချာနဲ့မြမယဉ်ကျေးမှုနဲ့မကိုက်ညီလို့လက်မခံသင့်ဘူးလက်ခံသင့်တယ်ဝေဖန်ကြတယ်ညင်းကြတယ်အဲ့အကြောင်းလေးတွေကိုကျွန်တော်ကလာမယ့်ပေါက်ကတ်ဒီမှာပြန်ပြောပြချင်တယ်ပေါ့နော်ဒါကျွန်တော်ပစိတ်ဘက်ကအတွေးပါဘာလို့လဲဆိုတော့ကျွန်တော်တို့အဲ့ဒီတော့ဆိုလို့ရှိရင်အဲ့ဒီစာရေးဆရာကြီးတွေဒီချာလစဉ်ဂျာနယ်တွေမှာမဂ္ဂဇင်းတွေမှာငင်းခုန်နေတာတွေဖတ်ပြီးတော့ကျွန်တော်တို့မှာသူတို့ဖတ်ခဲ့တဲ့စာအုပ်ကြီးတွေကိုအချိန်ကုန်ခံပြီးထိုင်မဖတ်ရဘဲနဲ့ခဏအတွင်းမှာသူတို့ရေးထားတဲ့အကြောင်းအရာလေးတွေနားထောင်ပြီးကြည်ရင်းနဲ့ကျွန်တော်တို့တန်ရလိုက်တယ်ပေါ့နော်အဲ့ဒါသဘောကအများကြီးကြိုးရှိတယ်ဆိုတော့ပြောပြချင်တာပေါ့နော်အချိန်ပေးပြီးစာမဖတ်နိုင်တဲ့အခုလိုခေတ်မှာဆိုရင်တော့ပိုးတော့အဆင်ပြေတယ်ပေါ့နော်ဒါမျိုးကျွန်တော်ကစာပေဝေဖန်ရေးခေတ်တစ်ခေတ်ကိုပြန်သွားခြင်းနဲ့စာပေ debate ပုံစံမျိုးအငင်းပွားတဲ့ပွဲလေးတွေကိုပြန်သွားခြင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ခင်ဗျားတို့အဲ့လိုမျိုးယဉ်ကျေးစွာနဲ့ငင်းခုန်ရင်အတွေးခေါ်အသစ်တွေကိုထုတ်ဖော်ကြမလားလို့တွေးမိရင်
ဒီနေ့ပေါ့ကတ်လေးကိုအဆုံးသတ်လိုက်ပါတယ်အဆုံးထိနားထောင်ပေးတဲ့သူအားလုံးကျေးဇူးအထူးတင်ပါတယ်လို့ကျွန်တော်မင်းညိုပါခင်ဗျာ